ဒီလိုမျိုးခုံတဲ့ tutorial ကိုဘယ်လိုမျိုး edit လဲဆိုတာကိုကြည့်အောင် new project ပြင်ဆင်ထားတဲ့ video ထက်ရှေ့ကမလိုတဲ့အပိုင်းကိုဖြတ်အနောက်မှာလည်းကိုခုံစခုံတဲ့အပိုင်းကနေစပြီးတော့ဖြတ်မယ်ဒီနေရာမှာတစ်ခုမှတ်ထားရမှာကကိုကတိုက်ကိုအပေါ်ကျော်သွားအောင်ခုံမှဖြစ်မှာနော်ဒီနောက်ကမလိုတဲ့အပိုင်းတွေကိုဖြတ်ထုတ်မယ် logo ကိုလည်းဖြတ်မယ်ရှေ့ကအိမ်ပဲပါတဲ့အပိုင်းကို overlay နှိပ်ချမယ် overlay နှိပ်ချပြီးပြီဆိုတော့ mask ကိုတွားရှာမယ်ပြီး horizontal ကိုနှိပ်ပြီးရင်ကိုကအောက်ပိုင်းကိုပဲဖြောင်းမှာဆိုတော့အဲ့ဒီအောက်က invert ကိုနှိပ်မယ်ပြီးအရောင်နည်းနည်းလေးဖြုတ်ပေးမယ်ကိုလိုမျိုးခုံပြီးတော့မရဘူးဆိုလို့ရှိရင်အောက်က video file ကိုချစ်ထောက်ကြလာတဲ့နေရာအထိအရှိကိုတွန်းညှိမယ်